မြေနေရင်တော့လန်ဆိုင်ခံရတာတဘာဝပဲလေကိုနှိမ့်ကြနေမှဒီလိုကိုယ့်အမှရွေးပြီးဒုက္ခပေးတတ်တဲ့သူတွေကိုယ့်အမှနှိမ်ပြီးဆက်ဆံတဲ့သူတွေနဲ့လည်းမကြာခဏကြုံတွေ့ရမှာပဲကိုယ်မှငွေမရှိလို့အနိုင်ကျင့်ကြမယ်ကိုယ်မှဘက်ဂရောင်းမရှိလို့နှိမ်ချဆက်ဆံကြမယ်ကိုယ်မှကဲမဲ့သူမရှိမှန်းသိလို့တမင်တက်တက်ဒုက္ခတွေပေးသွားကြမယ်ဒီလိုအောက်တန်းကြတဲ့စိတ်ဓာတ်နဲ့လူတွေကနေရာတိုင်းမှာရှိနေတာပဲဒါကြောင့်အနိုင်ကျင့်ခံရတိုင်းဝမ်းမနေနဲ့အနိုင်ကျင့်ခံရတိုင်းသာဝမ်းနေနေရင်မင်းတစ်သက်လုံးငိုးနေရလိမ့်မယ်မှတ်ဒီလိုလူတွေရဲ့အနိုင်ကျင့်ခံရတဲ့အခါအနေခံရတဲ့အခါစိတ်ပြတ်အားငယ်မနေပဲရရအလုပ်ကိုပို့ပြီးလုပ်ငွေကိုအားဆိုင်ပြီးရှာကိုဘဝတိုးတက်ရာတိုးတက်ကြောင်းတွေကိုအမြဲတမ်းတွေးဆကြံစည်နေကဘာကြီးကကျင်းကျင်းလေးပါကိုယ်ဒုက္ခပေးတဲ့သူတွေနဲ့တကွေးမုတ်တကွေးမှာပြန်ပြီးဆုံကြကြုံကြအောင်ပါပဲဒီလိုပြန်ကြုံရတဲ့အခါရင်ဆိုင်နိုင်ဖို့ကလက်ထဲမှာငွေရှိဖို့ရဲ့ကိုကျင်တရားကောင်းဖို့ရဲ့တော့လိုအပ်တယ်လေလောကကြီးမှာဘယ်လိုရန်သူနဲ့ပဲရင်ဆိုင်ရငွေဆိုတဲ့လက်နက်ကလိုတယ်ငွေရှိရင်တိုက်ပွဲရဲ့တဝက်လောက်နိုင်နေပြီဆိုတာလက်တွေ့ကြတဲ့အမှန်တရားပဲဒါပေမဲ့ငွေရှိတဲ့လူချင်းအတူတူဆိုရင်ကိုကျင်တရားကောင်းတဲ့သူဟာပိုပြီးအားသာတတ်တယ်ဒီတော့ငွေကိုလည်းရှာရိုးရိုးသားသားနဲ့တမာအာဒီဝါကြကြရှာနိုင်ဖို့လဲကြိုးစားဒါကြောင့်အခုချိန်မှာလူတွေရဲ့နှိမ်ချဆက်ဆံတာကိုခံနေရပြီလားအနိုင်ကျင့်တာကိုခံနေရပြီလားငွေကိုရအောင်ရှာတမာအာဒီဝါကြကြနဲ့ရှာမင်းမနောက်ခံအတိုင်းဝိုင်းကောင်းမရှိလို့စိတ်ပြတ်နေလားစိတ်မပြတ်နဲ့ငွေကိုစူးစမ်းပြီးရှာရင်းနဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းကောင်းနေအလိုဖြစ်တည်လာလိမ့်မယ်ငွေဆိုတာရာတိုင်းမှာအရေးပါတယ်မဟုတ်ပေမဲ့လူလောကလည်းမှာတင့်တယ်စွာနေထိုင်နိုင်ဖို့အတွက်တော့ငွေရှိမှဖြစ်မယ်ဆိုတာကိုမမေးလိုက်နဲ့ဒါကြောင့်မြဲမြဲမှတ်ထားဖို့လိုတာကိုယ်ကိုနှိမ်ချဆက်ဆံတဲ့သူတွေအနိုင်ကျင့်တဲ့သူတွေကိုအကောင်းဆုံးလက်စားချေတဲ့နီလန်ကတော့သူတို့မနာလို့လောက်အောင်ကိုတောက်ပပြရမယ်ဆိုတာပဲဒါကြောင့်လူတွေနှိမ်ချတာခံရလေပိုပြီးကြိုးစားလေဖြစ်အောင်လုပ်ဒီလိုပိုပြီးကြိုးစားရင်းနဲ့ပိုပြီးတောက်ပတဲ့ဘဝပိုပြီးမြင်မာတဲ့ဘဝကိုရောက်အောင်တဆင်ချင်းတက်သွားဒီလိုနဲ့မင်းကိုနှိမ်တဲ့သူတွေရဲ့ရှေ့မှာမင်းဟာကောင်းမော့ရင်ကော်ပြီးလက်မထောင်နိုင်တဲ့ဘဝကိုရောက်လာလိမ့်မယ်ကွကျွန်တော်နေ့စီစာပေရဲ့စာပေလက်ဆောင်ဗီဒီယိုလေးတွေကို YouTube နဲ့ TikTok မှာလည်းနေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်ဒါကြောင့်ကျွန်တော်နေ့စီစာပေရဲ့ YouTube Channel နဲ့ TikTok အကောင့်လေးတွေကိုလည်းတွားရောက်အားပေးကြပါအောင်ဗျကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ထိုင်းနိုင်ငံမှာရှိကြတဲ့စာအုပ်စာပေကိုချစ်မြတ်လို့ကြတဲ့စာပေချစ်သူမိတ်ဆွေများအတွက်သတင်းကောင်းလေးတစ်ခုကိုပြောပြပါရစေ။အဲ့ဒါတော့နှင်းစီစာပေဆိုတဲ့ပိတ်ကနေဇာရေးဆရာပေါင်းများစွာရဲ့တုတရတဤပညာဗုဒ္ဓဝင်အောင်မြင်ရေးစိတ်ခွန်အားစတဲ့စာအုပ်ပေါင်းများစွာကိုအလွယ်တကူမှားယူလို့ရရှိနိုင်ပြီဆိုတာကိုပါ။ထိုင်းနိုင်ငံမှာရှိတဲ့ဘယ်မျိုးကိုမဆိုပို့ဆောင်ပေးသွားမှာဖြစ်ပြီးငွေကြိုလွှဲဖို့လုံးဝမလိုပါဘူး။စာအုပ်ရောက်မှငွေချေလိုက်ရုံပါပဲ။ဆက်သွယ်မှာဦးကျင်တဲ့သူများအနေနဲ့နှင်းစီစာပေရဲ့ Facebook page ရဲ့ချက်ပေါက်မှာလိုချင်တဲ့စာအုပ်မျိုးစားနဲ့စာရေးဆရာမတွေရဲ့နာမည်ကိုပြောပြပြီးအလွယ်တကူမှာဦးလို့ရရှိနိုင်ပါပြီဗျ။ဒါကြောင့်အများဆုံးပဲနှင်းစီစာပေရဲ့ Facebook page မှာလိုချင်တဲ့စာရေးဆရာတွေရဲ့စာအုပ်တွေကိုအလွယ်တကူရွေးချယ်ပြီးဝယ်ယူလိုက်ကြပါဗျ။